ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့အသေးစိတ်လေးလာတင်ပြချက်လေးလာနေကြိုဆိုပါရစေဒီနေ့မှာလို့ကျွန်တော်တို့လူသားတွေအနေနဲ့နားလည်သဘောပေါက်ဖို့အလွန်ခက်ခဲပြီးကဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တဲ့ရန်သူကြီးကိုရင်ဆိုင်နေရတဲ့ကဘာမြေရဲ့တီးထိတ်ရင်ဖို့စရာအဖြစ်ဖြစ်တစ်ခုကိုလေ့လာသွားကြပါမယ်ပြင်ပကဘာကနေကျူးကျော်လာတဲ့အနေရကြီးတစ်ခုကြောင့်စွန့်စမ်းထောက်လန့်ထားတဲ့မတန်းတစ်ခုကိုပြန်လည်အသက်သွင်းကြည့်ကြမှာပါစဉ်းစားကြည့်နော်လမ်းမပေါ်ကအတန်းချဲဆက်တီကနေကဘာမျိုးကြီးတွေတမျိုးပြီးတမျိုးပြိုလဲကျဆုံးနေပြီဖြစ်ကြောင်းထိုက်လန့်ပွဲတရင်တွေကအဆက်မပြတ်ထွက်ပေါ်လာနေတယ်ပါရီမျိုးကြီးကျဆုံးသွားပါပြီတဲ့လူသားတွေအားထားရတဲ့လက်မကြီးတွေပောက်ခွဲရန်နေနဲ့ပရစ်ခတ်လို့အကောင်တွေတဆက်စီဖြစ်သွားရင်တောင်တန်ငွေကိုဖောက်ခွဲလိုက်တယ်လို့ပဲချက်ချင်းဆိုသလိုပြန်လဲဆူစီးသွားကြတယ်တဲ့ဗျရက်စစ်တီနဲ့တွေအပူပေးတဲ့နဲ့တွေကလုံးဝအရာမချင်းဘူးဒါဟာတဲ့ကိုဘလောက်တောင်ကြောက်စရာကောင်းတဲ့အခြေအနေလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်ဒီတော့ကဘာပြက်မဲ့ဆက်ဆက်အချင်းကိုခဏလောက်မျက်စိထိမီအောင်ကြည့်လိုက်ရအောင်ကျွန်တော်တို့အားလုံးထိတ်လန့်နေတဲ့ပြည်သူလေးလိုပဲအဲ့ဒီလမ်းမကြီးပေါ်ရောက်နေတယ်ဆိုပါတော့လူတွေကားတွေပြည့်ကျက်ပြီးရှစ်ဆက်သွားလို့မရတော့ပဲလုံးဝရက်ကျက်နေတဲ့လမ်းမကြီးတွေပေါ်မှာပိတ်မိနေကြတယ်ဥပဒေနဲ့စီကန်းနဲ့ရုတ်တရက်ပြတ်သွန်သွားပြီးအနိုင်ရုံမရတဲ့အမြဲရောင်အကြောက်တရားလို့တင်စားခေါ်ပေါ်ကြတဲ့ယာကြီးဆင့်သက်လာတာကိုအကူညီမဲ့စွာနဲ့ကြည့်နေရတဲ့မြင်ကွင်းမျိုးပါပဲဒီကပေးကြီးကဘလုံးတောင်မြင်းမြန်းဆန်းချီးပွားလာလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ကထရီယာဆေးလိုမီးမောင်ဆေးကနေတဲ့ဒီကောင်းနေရຫນွေဦးရတီမှာဝေးလံခေါင်းဖျားတဲ့ကွေးဘက်ကြီးဝါလေးကိုအရင်ဆုံးစတင်တိုက်ခိုက်ခဲ့တာပါအဲ့ဒီနောက်တပတ်အကြာမှာပိုလန်ကလေယာဉ်တွေတိုက်ခိုက်ခံရပြီး6လအတွင်းမှာတင်လန်ဒန်လိုကဘာမျိုးကြီးတွေစစ်အုပ်ချုပ်ရေးအောင်ရောက်သွားတဲ့အထိအခြေအနေကလင်းမြင်စွာဆိုးရလာခဲ့ပါတယ်တကယ်တော့ဒီဖြစ်ဖြစ်တဲ့အားလုံးက1932ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Clifford D. Seamark ရဲ့ Hellhounds of the Cosmos ဆိုတဲ့တိပြန်စိတ်ကူးအင်ဝတ္ထုတို့ထဲကအချက်လက်တွေဖြစ်ပါတယ်ကဘာပြတ်မဲ့အချိန်မှာအကြီးမားဆုံးသတင်းကြီးကို Yahoo ကျူးစာနေတဲ့သတင်းထောက် Henry Woods ရဲ့စုံစမ်းထောက်လှမ်းမှုနောက်ကိုကျွန်တော်တို့အတူတူလိုက်စားကြည့်ကြမယ်။အပိုင်း1မျော်လင့်ချက်အသေးအတန်ရှာဖွေခြင်းသတင်းထောက် Henry Woods တယောက်ထိတ်လန့်တုန်လှုပ်နေတဲ့လူအုပ်ကြီးကိုခက်ခက်ခဲခဲဖြတ်ကျော်ပြီးတခုတည်းတော့မျော်လင့်ချက်ဖြစ်တဲ့ Dr. Silas White Dr. Silas White တဲ့တခွဲခန်းစီကိုအရောက်သွားခဲ့တဲ့အပိုင်းမော်အပိုင်းနဲ့ကတော့တိုင်းတမို့ပတ်စုံဒါမှမဟုတ် dimension ရဲ့စီကနေကျူးကျော်ဝင်ရောက်လာခြင်းကြောင့်ပဲဖြစ်ပါတယ်။တခွဲကန်းတွေကကျက်တဲပြီးဆိုရင်ဆရာကောင်းနဲ့လေထုတဲ့ရောက်တဲ့အခါမှာတော့ဒီကျူးကျော်သူတွေရဲ့အန်တော်ဆရာအမှန်တရားကိုဒေါက်တာဝိုက်ကစပြီးရှင်းပြလာပါတော့တယ်။သူတို့ကတာမန်ရန်သူတွေမဟုတ်ပါဘူး။ဒီလိုဗျကျွန်တော်တို့နေတဲ့ဒီတတိယ dimension မှာဆိုရင်တက်ရှိတွေကရိုးရှင်းတဲ့ຢာတွေကနေရှုပ်ထွေးလူသားတွေအဖြစ်အချက်ကိုစင်ကဲပြုံးလဲလာကြတယ်လေ။ဒါပေမဲ့ဒေါက်တာဝိုက်ရဲ့ကြောက်မက်ဖွယ် theory အရဟိုစတုတ္တ dimension မှာတော့တက်ရှိတွေဟာအောက်ကိုစုပ်ယုပ်ပြောင်းလဲလာတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒီတော့မေးစရာရှိလာတာကဘာလို့ကျွန်တော်တို့ရဲ့လက်နက်တွေကသူတို့ကိုဘာမှလွတ်လို့မရတာလဲပေါ့။အဖြေကရှင်းပါတယ်။စတုတ္တ dimension တ attva တွေဟာကျွန်တော်တို့ဘာကိုလာရောက်တိုက်ခိုက်ဖို့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ dimension တစ်ခုကိုစွန့်လွတ်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့စီမှာစတုတ္တ dimension ရဲ့ဂုဏ်တတ္တိခိချို့ခြံရှိနေသေးတဲ့ကျွန်တော်တို့ရဲ့ 3D လက်နက်တွေဖြစ်တဲ့ပောက်ခွဲရနေအစိတ်ငွေတွေကဒီစကြဝဠာငရဲခွေးတွေကိုအစနာလေးတောင်မထိခိုက်နိုင်တာဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။ကဲအပိုင်း3တံပြန်တိုက်ခိုက်ရန်ပြင်ဆင်ခြင်းအခုဆိုရင်လူသားတွေဘက်ကနေဒီအခြေအနေဆိုးအနေလွတ်မြောက်ဖို့စကြဝဠာကြီးကိုပြန်လည်တိုက်ခိုက်မဲ့အလွန်အန္တရာယ်များပြီးကြောက်စရာကောင်းတဲ့စမ်းသပ်မှုကြီးတစ်ခုကိုစတင်မှုပြင်ဆင်နေပါပြီ။ဒီစမ်းသပ်မှုအကဒေါက်တာဝိုက်တိစောက်ထားတဲ့အဆက်ကြီးကတကယ်ကိုထူးထူးဆန်းဆန်းကြီးလားကြည့်လိုက်ရင်အမဲရောင်စက်တူတုံကြီးတွေနဲ့အပေါ်ကနှင်းခဲရောင်လိုချီဝါဝါဖန်လုံးချမ်းလေးကလုံးဝကိုစန့်ကျင်ဘက်တွေဖြစ်နေလားကျမ်းပြင်တဲ့မျက်နှာကျက်မှာလေဝါရကျိုးတွေဆက်သွယ်ထားတဲ့မှန်ပြောင်းလို့အချွင့်အခွက်တွေတက်ဆင်ထားပါသေးတယ်ဒီစက်ကြီးဘယ်လိုလှုပ်လှုပ်လဲဆိုတာကတကယ်ကိုကြက်တီးထဆရာပဲပထမဆုံးလက်စစ်နဲ့ဆွဲငင်အားကိုခြေနည်းအသုံးပြုမယ်ပြီးရင်တောက်ပတဲ့အပြားရောက်လင်းတားနီထလာမယ်အဲ့ဒီကနေမှတတိယ dimension ကလူသားတွေကိုစတုတ္တ dimension တ attva တွေအဖြစ်ပြောင်းလဲပြစ်မှာပါစဉ်းစားတာကြည့်ပါတော့နှစ်တန်းပေါင်းများစွာကြာခဲ့တဲ့စင်ကေပြောင်းလဲမှုကိုနောက်ပြန်လှည့်ပစ်လိုက်တာပါပဲအပိုင်းလေးအပြာရောင်အလင်းတန်းလေးတို့ပေါ့တခွဲခန်းထဲမှာစက်ကြီးကအတန်ကျဲလောင်စွာမြည်ဟဲလာပြီးတဲနိုင်ပုံစံအလွန်တောက်ပဆူရှာတဲ့အပြာရောင်အလင်းတန်းကြီးထွက်ပေါ်လာချိန်မှာတော့လေထုတစ်ခုလုံးတင်းမမှုတွေအပြည့်ပါပဲဒီအချိန်မှာလူသားတွေရဲ့အဆုံးစွန်သောရဲရင်မှုကိုတွေ့ရမှာပါသတင်းချောင်း Henry Wood အပါဝင်စွန့်စားလိုတဲ့အမျိုးသား69ယောက်ဟာဒီကြုံမက်ဖွယ်အပြာရောင်ကလင်းတန်းကြီးထဲကိုကိုဆက်သေးပြီးတယောက်ပြီးတယောက်ဝင်သွားကြပါတော့တယ်။သူတို့ခန္ဓာကိုယ်တွေဟာအလင်းတန်းထဲမှာပျောက်ခွေသွားပြီးနောက်ထပ် dimension တစ်ခုစီကိုကူးပြောင်းသွားကြပါပြီ။ဒီကနေ့အပိုင်းကနို့နှစ်ရောင်ဖန်လုံးချမ်းစီကိုရောက်လာပါပြီ။ကြံခဲ့တဲ့သိပ္ပံပညာရှင်တွေကစူရှားတဲ့အပြာရောင်အလင်းတန်းရှိနဲ့စက်ပေါ်ကနို့နှစ်ရောင်ဖန်လုံးချမ်းလေးကိုအာယုံစိုက်ပြီးဟိုဘက်ကဘာမှာဘာတွေထုမိလဲဆိုတာကိုလှမ်းကြည့်ဖို့ကြိုးစားနေကြပါတယ်။
ဒီဖန်လုံးလေးတဲ့ကိုကြည့်လိုက်တဲ့အခါမင်းရတဲ့မြင်ကွင်းကလုံးဝကိုအသက်ရှူမလောက်တယ်ဗျာကျွန်တော်တို့ကဘာမြင်နဲ့ဘာတစ်ခုမှမတူနေတဲ့ပုံပန်းတဲ့နိုင်နဲ့လုံးဝပဲချွေးနေတဲ့စတူတိုင်း dimension ရဲ့ရှုခင်းနစ်ကိုမော်ဆန်ဆန်သွားတွေ့ရတာကိုတဘာဝတရားတွေကအချိုးစားမကြပြီးရှုပ်ထွေးနေပါတယ်ဒါဟာကြံခဲ့တဲ့သူတွေအတွက်တော့အန်တိုးစရာကောင်းတဲ့မြင်ကွင်းပါပဲအဲ့ဒီကညုံမိုင်းနေတဲ့ပဝန်းကြီးနဲ့မဲမောင်နေတဲ့ကြောက်တောင်ကြီးတဲ့ကြားမှာလုံးဝမထင်မထားတဲ့အလက်ပြောင်းတစ်ခုဖြစ်သွားပါတယ်။ဟိုဘက်ကိုရောက်သွားတဲ့လူ69ယောက်စလုံးကခန္ဓာကိုယ်တစ်ခုတည်းဖြစ်ပေါင်းဆက်သွားပြီး Mel Chef လို့ခေါ်တဲ့အေယာမ40စီတဲ့တော်ကြီးအဖြစ်အလိုလိုပြောင်းလဲသွားတာပါမယ်။သူတို့ရဲ့စိတ်ထဲမှာ Oglas ရုပ်ခေါ်တဲ့ရန်သူကြီးကိုချီမုန်းဖို့အေယာအားလုံးကိုဝါမြုံမဲ့ပြင်းထန်တဲ့အမွန်းတရားတွေသာလွှဲမုန်းနေပါတော့တယ်။ဟိုဘက် dimension မှာအဲ့ဒီအေယာမတတဝါကြီးနှကောင်တွေးထွက်တန်ရိုတိုက်ပွဲဖြစ်နေတဲ့အချိန်မှာပဲကဘာမြေပေါ်ကတရင်ယုံနေစီဟိုကြီးနှံတရင်နေတော်တော့ရောက်လာပါတော့တယ်။အမင်းအောင်အကြောက်တရားကြီးအလွန်အရင်ဆုတ်ခွာသွားပြီးလင်းမြန်စွာပျောက်ကွယ်သွားပြီးဆိုတဲ့တရင်ကောင်းနေပေါ့ဗျာ။ယောမနဲ့မက်ဒရစ်မှာဝိုင်းရံထားတာပြီးမှအန်အောစရာကောင်းလောက်အောင်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့အော်ဝဲရဲ့နော်ဝေကအမန်တရားအရတူတော်လေးကိုရင်းနာစရာကောင်းပါတယ်။ကဘာကြီးကိုကယ်တင်နိုင်သေးပေမဲ့ဒေါက်တာဝိုင်းဟာသူ့လွတ်လိုက်တဲ့အဲ့ဒီရေးရင်းနဲ့မျိုးသား69ယောက်ဆော်လုံးဘယ်တော့မှပြန်မလာနိုင်တော့ဘူး။ဟိုဘက် dimension မှာပဲအမြဲတမ်းပိတ်မိနေတော့မယ်ဆိုတာကိုသိလိုက်ရတယ်။ဒီကြောက်စရာကောင်းတဲ့အမှန်တရားကြောင့်ပဲယူကျုံမရဖြစ်သည်သူ့ကိုယ်တိုင်ရဲ့စီချမကြီးကိုပါဆက်သေးလိုက်ရပါတော့တယ်။ဒါကြောင့်ဒီနေ့ရဲ့လေးလာတင်ပြချက်လေးကိုအဆုံးမသက်ခင်ဒီမိခွန်းလေးတစ်ခုကိုကျွန်တော်တို့အတူတူစဉ်းစားကြည့်ကြရအောင်။လူသားတွေလုံးဝနားလည်နိုင်စွမ်းမရှိတဲ့ကျွန်တော်တို့ရဲ့တိုင်းတာမှုပေါင်းကိုကြော်လွန်နေတဲ့ရန်သူကိုရင်ဆိုင်ရတဲ့အခါလွန်မြောက်ဖို့အတွက်ဘလောက်အထိအကြီးမားဆုံးပေးဆက်စတေးခံရနိုင်တယ်လဲဆိုရပါပဲ။တကယ်ကိုတွေးစရာပါပဲနော်။ကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လဲဆုံတွေ့ကြပါမယ်ဗျ။